ကြည့်လိုက်ပြန်တော့ဖဲ့ရွယ်ရောလို့ဖြူဖတ်ဖြူရောဖြစ်နေတယ်ခန္ဓာကိုယ်အရေးစင်းနေဘလို့ဖြစ်နေတယ်ဓမ္မနိတန္တတကတောအကျိုးပြိုင်မြိုင်ထနေပြီတေရှင်ဘုရားအပြာတိနာယောဂသည်ဥပ္ပန္နောလူခောဖြစ်များဖြစ်နေပါသလားဗျာရှင်ဘုရားကျမ်းပါ၏ဗျာမကောင်းဘူးလားပိန်လှရည်လားတဲ့သတင်းသုံးပေါ်တွေကစိတ်မကောင်းလို့မေးကြတပည့်တော်ကျမ်းမာရေးတော့ကောင်းပါတယ်သို့တော်တပည့်တော်မှာကြောင်းကြမှုရှိနေတယ်ပါရှိနေတယ်ဖယားတပည့်တော်မှာကြောင်းကြမှုရှိနေပါတယ်ဖယားတပည့်တော်ရဲ့မိအိုဖအိုမြင်မို့မေမေမြင်မို့ဖေဖေတပည့်တော်ကိုအကြောင်းပြုတ်ပြီးတော့မှဆင်းရဲမွဲတေကုန်ကြလို့ရသမျှဆုံးခံလို့ရသမျှအာဟာရအမေဖေမြင်မို့မေမေမြင်မို့ဖေဖေဖယားတပည့်တော်အရင်ကျွေးပါတယ်မိပတွေပို့မှတပည့်တော်စားရတယ်ဗျာတဲ့တယောက်စာဆုံးခံလို့ရတာသုံးယောက်မလောက်တဲ့နေ့တွေများလာတော့တပည့်တော်ခန္ဓာဒီလိုဖြစ်လာပါတယ်ဒီလိုပြောတော့ကိုတော်တွေကဟာအရှင်မြတ်ဆုံးခံလို့ရတော့လူတွေကျွေးသလားပြောတော့ဟုတ်တယ်ဗျာတပည့်တော်ကျွေးတယ်ကျွေးမိတယ်ဟာမြတ်စွာဘုရားလူတွေတရာလို့လှူတာကိုဖြက်လို့ဖြက်စီးဒီလိုမကျွေးကောင်းဘူးဘုရားခွင့်မပြုဘူးနဲ့ကိုတော်တွေကလှုပ်တာတွန်တင်တိတတ္တတိယံတရာယေလှူရန်နဲ့စွမ်းပေါ်စဉ်အာရကိုခေတ္တဝါယူဆောင်ပြီးတော့ဂိဟိနံလူတို့ဟာဓတ္တဝါပြပြလျင်အာယုဒ္ဓမလုံးသင်းတဲ့အလောကိုအာကာတိလောက်တာပဲကိုတော့ဘယ်နဲ့သုံးခံလို့ရတာလူတွေကျွေးလို့ကိုတော့မတော်ဘူးလေဒီလိုပြောလို့အားမရဖယားသွားရှောက်ကြတာဗျာဒီနေ့လေလူတွေဟာယဟန်တော်တွေကမိအိုဖအိုမိခင်ဖခင်ကျွေးကောင်းတယ်သဘောပေါက်ကြရလားမိအိုဖအိုဆိုကျွေးကောင်းတယ်ခင်ဗျားတို့မသိကြတော့မဆုံးခံကျွေးတာဖယားတာရုခေါ်တယ်ဗျာမိဘကိုလှုပ်ကျွေးပြီးကျေးဇူးဆက်တဲ့သားလိမ္မာသမီးလိမ္မာတွေဖယားပါခေါ်သည်သာဓုခေါ်တယ်ဗျာဒါကိုသိတာမပြောကောင်းဘူးမှန်လားဗေဒကြီးဝတ္တလတုတ်ပါဆိုလို့ရှိရင်ဖယားကဘယ်လိုဟောတယ်လဲဆိုယောမတရံပိတရံဝါဇိနကံကတယောပနံပဟုတံဒောနဗရတိတံဇင်ညာဝတ္တလောဣတိမိအိုဖအိုတွေကိုစွမ်းနိုင်ပါရဲ့နဲ့ပြန်လဲပြီးတော့မပြုစုမကြွေးမွေးဘူးဆိုရင်ဝတ္တလောလူယုတ်မာလို့ခေါ်တယ်မိဘကိုစွမ်းနိုင်ပါလေမလုတ်ကြွေးမမွေးမြူရင်ဘာခေါ်ပါလိမ့်လူယုတ်မာဖြစ်ချင်သလားမဖြစ်ရင်ဘယ်သူလှုပ်ကြွေးရမှာတော့မလှုပ်ကြွေးရင်ဘာဖြစ်မယ်တန်တော်စွမ်းနိုင်ပါလျက်နဲ့မိအိုဖအိုတွေကိုမပြုစုမလှုပ်ကြွေးမမွေးမြူခြင်းသည်တဲ့ဝတ္တလောဣတိလူယုတ်မာမလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ကိုဝတ္တလောဣတိလူယုတ်မာပဲလို့စင်ညာနာလေလိုက်ပါလူယုတ်မာတဲ့ဘုရားကိုယ်တိုင်ဟောတာလူယုတ်မာမဖြစ်ရင်မဖြစ်ခြင်းရင်ဘသူတွေကိုလှုပ်ကြွေးရမယ်မြင်းမို့မေမေမြင်းမို့ဖေဖေမိပရီဝမ်းပိုက်ထဲကလေးကစောက်ရှောက်ခဲ့တဲ့ကျေစုတွေပခက်ထဲမှာတဲ့ဥဝဲလို့ငိုသံကြားတဲ့တဏှာကျင်နာကရုဏာနဲ့စောင့်ရှောက်ခဲ့တဲ့ကျေစုတွေကြောင်းထားရမယ့်အရွယ်မှာရှင်မပြေတဲ့ကြကကုန်းယုံရှာဖွေပြီးနဖူးကချွေခြေမကြအောင်ယုံကံပြီးတော့ပညာတတ်အောင်သင်ပေးခဲ့တဲ့ကျေးဇူးတွေဟာမြင့်မို့တောင်လောက်ကပါရဲ့လားမြင့်မို့မေမေမြင့်မို့ဖေဖေဒီကျေးဇူးတွေကိုသိပြီးတော့ရဟန်းတော်လေးကလှုပ်ကြွေးတာကိုတော့ကဲ့ရဲ့ခံရကဲ့ရဲ့ကိုမကောက်ဖះသွားပြီးတော့ရဟန်းတစ်ပါးမြတ်စွာဘုရားတဲ့တရာလို့လူတွေလှူတဲ့ဟာကိုလူတွေကျွေးပြီးတော့ဖြက်စီးနေတယ်ဖះလို့ဆိုတော့အဲ့ရန်ခေါ်ခဲ့တဲ့ဖះရှိ
ခေါ်သွားပြီချက်သားယဟန်နဲ့တင်တရာလို့လှူတဲ့ဘောဇင်တွေကိုလူတွေကိုကျွေးနေဆိုတာဟုတ်သလားတဲ့ဟုတ်ပါတယ်ဗျာတဲ့တဲ့ချက်သားလူတွေကိုကျွေးတယ်ဆိုတာဘသူတွေကိုကျွေးတာတော့တဲ့မာတာပိတရောမြင့်မို့မေမေမြင့်မို့ဖေဖေတပိတော်ရဲ့မိအိုဖအိုတွေကိုဘုရားတပိတော်ကျွေးမွေးခြင်းဖြစ်ပါ၏မြတ်စွာဘုရားလို့ဆိုမြတ်စွာဘုရားကအိုင်မှာဘေကုจิตယဟန္တာဒုတာတို့ကောင်းလေစွာကောင်းလေစွာတွန်တင်သည်မမငါဘုရားရှင်ဤခတ္တမက္ကိရှေးတုန်းကကျင့်ခဲ့တဲ့ကျင့်လန်းကြောင်းပေါ်မှာထီတော်တည်တဲ့သူငါဖျားလာခဲ့တဲ့လမ်းကြောင်းပေါ်မှာတည်တဲ့သူဆိုလိုတာတော့ငါဖျားကျင့်ကြံခဲ့တဲ့အကျင့်အတိုင်းပဲကျင့်တဲ့အတွက်ကြောင့်သာဓုမခေါ်ဘူးလားငါဖျားလည်းပဲရှေ့တုန်းကမာတာပိတရောမြင့်မို့မိမိမြင့်မို့ဖေဖေတို့ကိုပရင်သူရေဝကျွေးမွေးခဲ့ဘူးဒီသာလင်ဒီဆိုပေးမှအဲ့ဒီမှာရန်တော်တွေကိုအပြစ်မရှိဘူးတဲ့မိဘကျွေးတာကျွေးကောင်းတယ်တဲ့ငါဘုရားလည်းပဲရှေ့ဖယားဖြစ်ကြောင်းအကျင့်ကောင်းနေကျင့်စဉ်အခါတုန်းကဒီလိုပဲဘသူတွေကိုကျွေးမွေးခဲ့ပါလေမြင့်မို့မေမေမြင့်မို့ဖေဖေဆိုပြီးမှရန်တော်တွေကအဲ့ဒီအတိတ်ဇတ်ကြောင်းဟောကြားတော်မူပါဘုရားဆိုမှသူဝဏ္ဏတာမဇတ်ကိုဟောတယ်ဘယ်ဇတ်ကိုဟောပါလိမ့်ဇတ်ကြီး10ဘွဲမှာပါတယ်မို့လားအဲ့တော့ခင်ဗျားတို့ကလည်းတရားရှိမကြိုက်ဘူးမို့လားဟာကြိုက်ပါတယ်လေမောရောတော့အခုနတော့ဟိုဒီကဒကမိုင်းတယောက်10တန်းဒကမိုင်းနဲ့တူပါတယ်လမ်းဖုံးဆက်လို့ဟိုသူဘောရအောင်ဆရာတော်မနေ့ကလားဘယ်နှစ်နာရီဟောသွားတော့တနာရီခွဲလားတနာရီခွဲဆိုကြောက်တနာရီပြည့်နေနောက်ထပ်နာရီဝက်ဆိုပြီးရောပေါ့ဟုတ်လား7နာရီတက်ပါတယ်ဗျာ9နာရီခွဲပလင်ဆင်းပါတယ်တဲ့ဘာဟောသွားတော့အပြီးရောသုတံကြားလိုက်ရပါဣဗျာနာဥပလခိတံမှတ်မထားလိုက်ရပါကြားတော့ကြားလိုက်တယ်မှတ်မထားလိုက်ရဘူးမမှတ်မိတာလည်းကောင်းတာပဲကျတို့ထဟောလို့ရတာပေါ့အေးအဲ့တော့သုဏတာမဇတ်ကြားဘူးတယ်မို့လားကြားဘူးရင်လည်းဟောတော့ဘူးလေဇတ်တော်ကတော့အရှိရွယ်ပေးတာကြည့်လို့နော်ဒီယဟန်လေးကိုအကြောင်းပြုပြီးတော့ဟောတာငါဘုရားလည်းပဲလူစဉ်ခပါရမီဖြည့်စဉ်တုန်းကဒီလိုပဲမြင့်မိုးမေမေမြင့်မိုးဖေဖေတို့ကိုလှုပ်ကြွေးဘူးတယ်သုဏတာမဇတ်ဗာရာဏသီပြည်ရဲ့အနီးမှာရှေ့လျားစွာစီးဆင်းနေတဲ့မြစ်တစင်းရှိအဲ့ဒီမြစ်ရဲ့ဒီဘက်ကမ်းမှာရွာကြီးတစ်ရွာရှိတယ်အိမ်ကြီး900ရှိတယ်ဟိုဘက်ကမ်းမှာလည်းရွာတစ်ရွာရှိတယ်အိမ်ကြီး900ရှိတယ်နှစ်ရွာလုံးကဘာလို့စားကြတော့ဆိုတငါမုတ်ဆိုးတဲ့မြစ်ကမ်းနာဆိုတော့ဘာလို့စားကြတငါလို့မုတ်ဆိုးလို့ကိုလှုပ်စားကြအဲ့ဒီသုဏတာမအလောင်းရဲ့မိခင်ဖခင်လောင်များဖြစ်ကြတယ်ဒုက္ခလနဲ့ပါရိခါတို့ဆိုတာအဲ့တငါရွာကြီး2ရွာမှာလာပြီးလူဖြစ်ကြသူတို့ပရိသတ်တွေမနေခင်ကတည်းကဒီဘက်တငါရွာသူကြီးနဲ့ဟိုဘက်တငါရွာသူကြီးနဲ့ဂရိကိုလှုပ်ထားကြတာမင်းမာတဲ့သားမွေးလို့ငါမှသမီးမွေးရင်လေထိမ်းများလက်ဆက်ပေးကြအမျိုးတော်ကြစို့ပေါ့မင်းမသမီးမွေးပြီးငါမှသားမွေးလည်းပဲပေးစားမယ်လို့ဂတိကိုပြုတ်ထားတာအဲ့ဒါဒီဘက်ကန်းကတငါသူကြီးအိမ်မှာသားလေးတယောက်မွေးလာတယ်
ဘွဲ့ပြူပစိုးနဲ့မွေးစဉ်ကခံယူလို့နာမည်ကိုဒုကူလာလို့ပေးတယ်နာမည်ဘယ်သူလဲတော့ဒုကူလာလို့ပေးတာဟိုဘက်ကမှလဲတပြိုင်နဲ့ဆိုပါစို့မင်းကလေးမွေးတာဟိုဘက်ကရွာသူတငါသူရွာသူကြီးအိမ်မှာမင်းကလေးမွေးတာဟိုဘက်ကမှမွေးတာမို့လို့ပါရိကာလို့နာမည်ပေးတယ်ဒုကူလာနဲ့ပါရိကာသူတို့နှစ်ယောက်လုံးကပေးတာကြီးဗြဟ္မပြည်ကနေလူဖြစ်လာတာတဲ့ဗြဟ္မပြည်ကနေလူဖြစ်လာတဲ့သူတွေဟာကာမဂုဏ်အာယုသူကမလို့ခြင်းဘူးအိမ်တော်ကြီးကိုစိတ်ဝင်စားဘူးအဲ့ဒါဗျာ16နှစ်သာသမီအရွယ်တွေလည်းရောက်ကုန်ရောဂရိကောမမေးနဲ့လေတဲ့မင်းမသမီးမွေးတယ်လေတဲ့ငါမှလည်းသားမွေးတယ်လေပေးစားကြဇောနဲ့လောက်ပါလေရောမိဘတွေကဇောပေးစားဖို့လောက်တာသူတို့ချင်းချင်းကဒုကူလာကလည်းဗြဟ္မပြည်ကမွေးလာတာဗြဟ္မဝင်စားဆိုတော့တဏှာအခင်မထားဘူးတဲ့ရှင်သန္တာတိကစကလုံးလေးသုံးတာလှတာဗြဟ္မဝင်စားမို့တဏှာအခင်မထားပါတဲ့အိမ်တော်ရေးစိတ်ဝင်စားရလားမဝင်သားတော့ဒုကူလာလည်းရှင်မမေထုံမှုဖြင့်အလိုရှိရင်တခြားယောက်ျားယူနော်ငါနဲ့လက်ထပ်ဖို့မစင်စားနဲ့ဘိုးကလည်းအဲ့လိုမျိုးပဲစာရေးပြီးတော့တိတ်တိတ်ပို့တာဗျာအောင်းသွဲတော်တွေလည်းကောင်းချက်အဲ့မှာအိမ်တော်မပြုတ်ခြင်းပဲနဲ့ဇွတ်ပေးစားလို့ညာရောဆိုပါတော့ဇွတ်ပေးစားကြတာသူတို့ကဗြဟ္မပြလာတာကာမဂုဏ်အာယုမေထုံအမှုမပြုတ်ကြမောင်နှမအရင်လိုပဲနေကြအိမ်တော်သာကြတယ်မွေးတာလဲတငါတယ်ရွာမှာသာမွေးတယ်ဒုကူလာကဘွဲတာကြီးငါးတွေတတ်ဖို့ဖမ်းဖို့တော့မပြောနဲ့တတ်ပြီးသားဖမ်းပြီးသားရောင်းခိုင်းလို့ကိုမရရောင်းခိုင်းလို့ကိုမရဘူးမင်းအိမ်တော်တယ်လည်းဖြစ်နေပြီကွာတဲ့သူများတဲ့မတတ်ဘူးမတတ်တုံထားပါတော့တဲ့တတ်ပြီးသားဟာတော့မှမရောင်းကျင်ဘူးဆိုတော့ကွာမင်းတို့ဟာဘယ်လိုစိပါလှုပ်ရှားမှာလဲဗာလဲနဲ့ပြီးပါတယ်ပြောတဲ့ခါကျမှအမှန်တိုင်းပြောရရင်မိခင်ဖခင်တို့ခွင့်ပြုမယ်ဆိုရင်ယတေယဟံပြုခြင်းသည်ဘာပြုခြင်းတဲ့ဇတ်တော်ရှေတော့ခတ်တူတူပဲချုံးကြပါစို့အဲ့ဒီမှာယတိဝတ်လိုက်ကြတယ်ဒုက္ခလနဲ့ပါရိကာတို့ဘာဝတ်လိုက်ယတိဝတ်လိုက်တော့တငါရွာမှာနေလို့ဖြစ်ပါဦးမလားမဖြစ်တော့ဘူးဘေးသက်ကြီးတို့ယတိဝတ်မယ်တောထွက်မယ်ဆိုပြီးတော့သူတို့ထွက်လာတာသူတော်ကောင်းကိုဘသူတွေမတယ်နတ်ကောင်းမတယ်တဲ့စကားရှိတယ်မဟုတ်လားသူတို့ယသိဝတ်မယ်ဆိုပြီးတော့ဘယ်ထွက်လာတော့ဆိုတော့ဟိမွန်တာစီကိုထွက်လာတာပိဿကြီးဘယ်ထွက်လာပါလဲအဲ့မှာဂင်္ဂာမြစ်ကိုရောက်တယ်ဟိမွန်တာစီကနေပြီးတော့ဒီဂင်္ဂာမြစ်စီကိုစီးဆင်းလာတဲ့မြစ်တစ်စင်းရှိတယ်မိကတမ္မတာမြစ်တဲ့ဘာမြစ်တယ်လဲဂင်္ဂာမြစ်ကနေပြီးတော့သူတို့နှစ်ယောက်အဲ့ဒီမိကတမ္မတာမြစ်အတိုင်းအထက်ကိုဆန်တက်သွားပြီးတော့မှမိကတမ္မတာမြစ်အနိနာပါဩသူတို့မရောက်ခင်ကလေးကတရားမင်းကဝိသကြုံနာသားခေါ်ပြီးတော့မှကျောင်းသင်္ကန်းတွေဖန်ဆင်းစေတယ်သင်္ကန်းတွေမှာယသိပရိက္ခာတွေဆင်သင်းလှုပ်ထားပြီးတော့ယသိဝတ်လို့တဲ့သူတော်စင်များဝတ်စေသည်စာတန်းချိတ်ထားအစင်လမ်းကြောင်းနဲ့လူတယောက်စာသွားတဲ့လမ်းလေးမရောက်ရအောင်ဖန်တီးထားတာအဲ့ဒီလမ်းလေးထိတ်ကိုရောက်လာတာဟာထူးဆန်းတယ်ဆိုဒုက္ခလာနဲ့ပါရိကအဲ့လမ်းကြောင်းလေးတိုင်လိုက်သွားတော့တွေ့ရောကျောင်းသင်္ကန်းတွေတွေ့တယ်ဘာတွေ့သွားလဲအဲ့ဒီပါပဲပေးတဲ့ကြီးတို့သင်္ကန်းကျောင်းတွေဝင်ကြည့်တော့ခုနပေးခရာတွေတွေ့တော့နှစ်ယောက်လုံးယတိဝတ်လိုက်ကြတဲ့ဒုက္ခလာနဲ့ပါရိကာတဲ့သူတော်ကောင်းဘဝနဲ့နေကြတာမေတ္တာဘာဝနာတွေပွားပြီးတော့တရားနဲ့ထုံပြီးတော့မှငြိမ်းချမ်းသာရသောနေမြေနေကြတတိတိဥဟိုစားပြီးတော့ရှာဖွေပြီးခုဆွတ်ပြီးစားသုံးနေကြရေကလည်းခက်ခဲမရှိဘူးလေဒီမိဂတမ္မတာမြင့်နဲ့
နီးတော့ကမိဂသမရာမြက်ကရေရလဲအေးတယ်ကြီးတယ်ချိုးတယ်အဲ့ဒီလိုမြတ်တပြီးတော့နေကြတရားမင်းကဒီနှစ်ယောက်မျက်စိကွယ်မဲ့အရေးကိုမြင်တော့ကမတတ်တာဘူးဆိုပြီးမှဒုက္ခလာတဲ့ပါရိကာတို့ထံတရားမင်းရောက်လာပြီးတော့တင်တို့မှာအန္တရာယ်တစုံတရာတွေ့ဖို့မြင်တယ်တဲ့တင်တို့မှာစောင့်ရှောက်ပြုစုလုပ်ကျွေးမဲ့သာသမီလိုနေတယ်အဲ့တော့လူတို့ဘာဝမေးထုံအမှုပြုတ်ကြဘူးတိုက်တွန်းတာဟာမဖြစ်ပါဘူးတဲ့ကျွန်တော်တို့လူဘဝတုန်းကတောင်ကျွန်ုပ်တို့တွေမေထုံမှုကိုဆက်ဆုပ်ယွန်ရှာလို့ယသိယဟန်ပေါင်းကိုဝတ်ပြီးတောထွက်လာတာပါမဖြစ်နိုင်ပါဘူးတဲ့ဒီလိုပြောတော့ဒါဖြစ်ရင်လေပါရိကာဥတုလာတဲ့ချိန်မှာတဲ့ချက်ကိုသုံးသပ်ပါသာသမီယရဏပြုစုမဲ့သူရှိမှကိုဖြစ်မယ်အန္တရာယ်ကဧကံမုတ်ချတွေ့မဲ့အရေးကိုမြင်နေလို့တရားမင်းကတိုက်တွန်းတယ်ဘယ်သူကတိုက်တွန်းတရားမင်းကနေတိုက်တွန်းတော့ကောက်ပါပြီတဲ့မေထုံမှုပြုတ်တဲ့အလုပ်မမြင့်မြတ်တဲ့အလုပ်မဟုတ်တော့အဲ့မှာပါရိကာကိုလည်းပြောပြတော့ဥတုလာတဲ့ချိန်မှာချက်ကိုသုံးသပ်တော့အခုနဖယားအလောင်းသုဝဏတာမတန်တီတီတယ်သုဝဏတာမတန်တီတီကိုင်းတို့တို့ချုပ်ကြကြဆိုတော့6လလွယ်10လဖွာရောပေါ့ဒုက္ခလနဲ့ပါရိကတော့သူတော်ကောင်းနေဆိုမေတ္တာတရားပွားများပြီးတော့နေတော့ဒီပတ်ဝန်းကျင်မှာပိဋကကြီးသားရဲ့တရိษံတို့တောင်းမှသားကောင်တွေတောင်းမှတကောင်နဲ့တကောင်အနိုင်ကျင့်တာညှင်းဆဲတာနှိပ်စက်တာတပ်ဖြတ်တာမရှိဘူးမေတ္တာဓာတ်တရားပတ်ဝန်းကျင်ကိုပြန်နှံ့ပြီးတော့ငြိမ်းချမ်းသာရသောနေမြေဘယ်လိုနေမြေပါလဲဟိမွန်တာတော်မှာပေါ့သိတ်သာရတာရေတကွန်စိတ်စမ်းတွေလက်ပန်းမျိုးစုံရဲ့ရနံ့တို့ကလည်းမှွေပြန့်ကြိုင်လိုက်နေတဲ့သာသမင်တွေကလည်းပဲဒီသုဝဏတာမလေးနဲ့တရိษံတွေသမင်တွေနဲ့ကစားဖို့ကစားဘက်တွေဖြစ်နေတာတဲ့တောထဲမှာတယောက်တည်းနေရင်တရိษံတွေဟာအဖော်ဖြစ်လာတာပဲမှန်လားဘေးသက်ကြီးသမင်လေးတွေနဲ့ကစားတယ်သမင်လေးတွေနဲ့ကြီးပြင်းလာတာပေါ့ဒီလိုနဲ့သူ16နှစ်သားအရွယ်ကိုရောက်တာဘယ်ရွယ်ရောက်ပါလိမ့်မိဘနှစ်ပါးပဲတတိဝလံရှာဖွေပြီးတော့ကျွေးတာဒါပေမဲ့အရွယ်ရောက်လာတော့အသိဉာဏ်လေးရှိလာစဉ်းစားတယ်တစ်ချိန်ချင်းမိခင်ဖခင်တွေအတိဒုက္ခများရောက်ခဲ့တော့ငါမိဘတွေသွားတဲ့လမ်းတွေသိထားဖို့လိုတယ်ဆိုသူကလေ့လာစူးစမ်းထားတာအဲ့မှာတရက်ပေါ့ဒုက္ခလနဲ့ပါရိကာတို့တစ်သီးရှာပြီးတော့ပြန်လာအဲ့ကျောင်းသင်္ကန်းနဲ့မလန်းမကန်းလေရောက်ရောမိုးကြီးသီးထန်စွာရွာသွန်းချအဲ့မှာတစ်ပင်တပင်အရင်ကိုဝင်ပြီးတော့ကပ်ပြီးမိုးခိုတာတစ်ပင်ချေမှာတောင်ဖို့ရှိတယ်မိုးကသီးထန်လွန်းတော့အပင်ချေရောက်အောင်တောင်ဖို့ထိတ်တက်ပြီးကပ်ပြီးတော့ခိုကြတာချွေးတွေနဲ့အဲ့မှာမိုးရည်တွေရောနေတယ်တောင်ဖို့တဲ့ဝင်ကမွေဟောက်ရဲ့နှာခေါင်းကိုအဲ့မှာအနံ့ဆိုးတွေနဲ့မိုးရည်တွေဝင်သွားတော့ဒေါသထွက်ပြီးမွေဟောက်ကမှုတ်လိုက်တာနှစ်ယောက်လုံးမျက်စိကွယ်သွားကြတယ်ဒုက္ခလနဲ့ပါရိကာတို့ဘာဖြစ်သွားတယ်ဒုက္ခလကအမေပါရိကာငါမျက်လုံးနေမမြင်ရတော့ပြီငါမင်းကိုလည်းမတွေ့မြင်နိုင်ပြီပါရိကာကလည်းကျမမျက်လုံးတွေလည်းကွယ်ကုန်ပြီတဲ့အဲ့ပါသားလေးကိုဘယ်လိုပြုစုပါလှုပ်ကြွေးပါဆိုပုပ္ပန်တော့ကရောက်ကြတယ်ပြန်ချိန်တန်လို့ပြန်မရောက်တော့ဖယားအလောင်းသုဝဏတာမကငါကိုကလေးလမ်းတွေမှတ်ထားတယ်လိုက်လာတာပေါ့အိုးမိခင်ဖခင်တို့ပဲရောက်နေကြပါသလဲလို့ဆိုသားရီငါသားလေးတာမသုဝဏတာမရွှေအစင်းလိုဝဝင်းနဲ့အရေးစင်းနဲ့ချစ်ဖွယ်ကောင်းတဲ့ငါသားလေးဒီနေရာမှာအန္တရာယ်ရှိတယ်မလားနဲ့ပြောတော့အဲ့ပါ
သားကအန်ဒီရှိတယ်ဆိုမိခင်ဖခင်တွေတန်ကြတော့တွေ့လဲတွေ့အဝေးကနေပြီးတော့ຫນွယ်ကျိုးပြစ်ပေးတာမျက်စိမမြင်ရတဲ့မိခင်ຫນွယ်ကျိုးနဲ့ဆွဲခေါ်မိခင်တွေဖခင်တွေကွယ်မျက်စိကွယ်သွားတော့ငိုလဲငိုသည်ရီလဲရီသည်သူဝနာတာမဘယ်သူပါတဲ့ငိုလဲငိုတယ်ရီလဲရီတယ်ဟောငါသားငိုလိုက်ရီလိုက်နေဘာဖြစ်လို့လဲဩငိုတာကတော့မိခင်ဖခင်တို့အရွယ်ကောင်းနေတုံးမှမျက်စိနှစ်ကွင်းအလင်းမရရှာကြလို့ငိုပါသည်တဲ့ရင်မိတာကတော့သားကိုမိခင်ဖခင်တို့ကအစာရှာကျွေးခဲ့သည်တတိရှာကျွေးခဲ့သည်ခုတော့သားကမြင့်မို့မေမေမြင့်မို့ဖေဖေတို့ကိုပြုစုလို့ကျွေးခွင့်ရပြီဝမ်းသာလွန်းလို့ရပါသည်ဘာဖြစ်လို့ရတဲ့မိဘကိုလှုပ်ကြွေးဖို့ကျေးဇူးဆက်ဖို့အခွင့်ရတာကိုပဲဝမ်းသာနေတယ်ဗုဒ္ဓလမ်းစဉ်သိစေခြင်းသဘောပေါက်ကြရလားဗုဒ္ဓဘာသာဝင်နဲ့တခါတလေပြောရမှာတော့ရှက်တယ်နော်ဗုဒ္ဓဘာသာဝင်ဟုတ်ပါဟုတ်ရလားလို့တွေးเสียဖြစ်တယ်ဟာမျက်စိအောက်တွေလည်းမြင်နာတယ်ကြားတယ်တခါတလေဦးဇင်းတို့ခုလိုမျိုးတဲ့တရားပွဲလားညဝဲလာမြို့တစ်ဘက်ဆိုရင်62လမ်းကြီးတိုင်တောင်းမောင်းချသွားလို့ရှိရင်ကလေးတွေလူငယ်တွေဇယက်ကလေးတွေဖြစ်လာပုံကိုပြောပြတာအဲ့မှာကတ္တရာလမ်းအလဲကောင်တက်ရကနေဆိုင်ကယ်ကိုစီးတာ2ယောက်တစည်းတဲ့ကို2ယောက်စီးတာအဲ့ကြုတ်ကားဆရာတီးတီးဆိုဟောပေးလိုက်တာအောက်မှာအလဲကောင်မလေးလိုဝိတ်ဝိုက်တောင်စီးပြရသေးတယ်တရားဝဲကနောက်ကျနေလို့မြန်မောင်းကျင်နေတာမှကြော်ကျင်နေတာနောက်တကတီးဆိုလှုပ်လိုက်တော့နောက်ကစီးတဲ့ကောင်လေးကနောက်လှည့်ကြည့်တယ်စာရမ်းမြင်တော့လက်ကုပ်ရဲကောင်ဘုံကြီးအဲ့ကြမှာဘေးကပ်ပေးတယ်ဗျာပြောကျင်တာဘုံကြီးဖြစ်လူဖြစ်အဲ့ဒါဟာယဉ်ကျေးတဲ့အမူအရာလားရိုင်းဆိုင်တဲ့အမူအရာလားဩမှတ်ပုံနေနဲ့မှသွားဖတ်ကြည့်ရင်ကိုယ်ွယ်သည့်ဘာသာဘာတွေ့မယ်မဘုံနေနဲ့ကဗုဒ္ဓဘာသာတွေများနေတယ်မှန်ရလားဗေဒကြီးဗုဒ္ဓလမ်းစဉ်သိပြီးတော့လိုက်နာကျင့်သုံးမှတကယ်ဗုဒ္ဓဘာသာဝင်ဖြစ်မှာပေါ့သဘောပေါက်ကြရလားအခုမိဘကိုလှုပ်ကြွေးခွင့်ပြုစုခွင့်ရတာကိုဝမ်းသာလွန်းလို့ရည်ပါသည်ငယ်ရွယ်တို့မှမိဘနှစ်ပါးမျက်စိနှစ်ကွင်းအလင်းမရရှာကြတဲ့အတွက်ဝမ်းနဲ့လို့လဲငိုပါသည်ငိုလဲငိုတယ်ရည်လဲရည်တယ်ဒီနေ့ကစပြီးတော့အမေတို့အဖေတို့ကျောင်းသင်္ကန်းမှာနေထိုင်ပါတဲ့သားကတလက်ပြုစုလှုပ်ကြွေးကျေးဇူးဆက်ပါရစေလို့ဆိုပေးမှာသူဝနာတာမမနဲ့စောတော့ထမိဘတွေကျောင်းသင်္ကန်းမှာတပြည့်စီများလှဲလို့မိဘတွေကိုမျက်နှာသိရေကိုအစင်သင့်ပြင်ပြီးတော့ကတ်ရှာတယ်မျက်နှာသိရေကတ်ပြီးပြီဆိုမှအဲ့တပူတို့ဘာတို့ပေးပါမနဲ့စာတက်သီးဝလံကျွေးပွေပြီးပြီဆိုမိဘတွေရေချိုးကြည်မှာအစင်သင့်ဖြစ်အောင်ဆိုရင်တမင်တွေနဲ့ရင်းနှီးနေတာအဖော်တွေမိတ်ဆွေသင်္ကတွေဖြစ်တယ်တမင်တွေကိုသူကတငယ်ချင်းတွေလိုဖြစ်နေတော့တမင်နှကောင်ကိုပိုးကပ်ပြီးတော့မှရှင်ပြအဲ့တမင်ရဲ့ကြောပေါ်မှာရေအိုးကိုတင်ပြီးမှမိကတမ္မတာမြစ်ကိုချိုးရည်ခတ်ဖို့ဆင်းတယ်ဘာလို့ဖို့ဆင်းမြင်းမိုးမေမေမြင်းမိုးဖေဖေတို့ကိုပြုစုလှုပ်ကြွေးနေတာဘသူပါလေသူဝနာသာမဖယားအလောင်းတွေကမိဘကျေးဇူးသိတဲ့အတိုင်းလဲတုံ့ဆက်တယ်ဗုဒ္ဓလမ်းစဉ်သိတဲ့ဗုဒ္ဓတပိသားသမီးဗုဒ္ဓဘာသာဝင်ပိတတဲ့သူတိုင်းလဲဘသူကျေးဇူးကိုသိရမယ်အဲ့ဒါမသိလို့ရှိရင်တန်စင်ညာဝတ္တလောဣတိဆိုတဲ့အတိုင်းလူယုတ်မှာဖြစ်မယ်မိဘကျေးဇူးမသိတဲ့သူတွေဘာဖြစ်မယ်
ဝတ္တလတုတ်မှာလူယုတ်မှာလို့ခေါ်တယ်ပရာဘဝတုတ်မှာဆိုလို့ရှိရင်အဲ့ဒါပျက်စီးကြောင်းတရားမိဘကိုမလွတ်ကျွေးရင်ပါတယ်လေဘဝပြတ်တတ်တယ်မိဘကိုစော်ကားပြမရင်စီးပွားဥစ္စာတွေဆုပ်ယုပ်ပျက်စီးတတ်တယ်မိဘကိုပြုစုလူကျွေးတဲ့သားသမီးတွေပြိဿကြီးတို့လူတွေလည်းချစ်တယ်နတ်တွေလည်းချစ်တယ်ချစ်တော့စောင့်ရှောက်တာပေါ့စောင့်ရှောက်တော့စီးပွားရှာရတာလေလွယ်ကူတယ်တဲ့ဗျမိဘကျေးဇူးသိဖို့ရဘုရားဟောခဲ့တာတွေအများကြီးရှိတယ်မှန်လားပြိဿကြီးဗုဒ္ဓလမ်းစဉ်သိစေခြင်းဘု து လမ်းစဉ်အဲ့လိုမိဘတွေရေချိုးခင်ရောက်ပြီဆိုလို့ရှိရင်လည်းရေချိုးဖို့အစဉ်သင့်ပြင်းစင်ပေးတော့တမင်လေးနဲ့တော်တယ်ပါသူ့ဝရတာပမိဘလှုပ်ကြွေးနေတယ်ဘု து လှုပ်ကြွေးနေပါလေမြင်းမိုးမေမေမြင်းမိုးဖေဖေကျေးဇူးသိလို့လှုပ်ကြွေးတာပေါ့မိဘတွေရဲ့ကျေးဇူးကိုမြင့်မို့ဦးလို့သဘောထားတဲ့အတိညာရှိလို့လှုပ်ကြွေးနေတာအဲ့ဒီမှာဗာရာဏသီအုပ်ချုပ်တဲ့ပိလိယခမင်းဆိုတာရှိတယ်ပိလိယခမင်းကတမင်သားသိကြိုက်တဲ့တမင်သားသိကြိုက်တာတမင်သားလည်းဘလောက်ကြိုက်တုံးဆိုတိုင်းပြည်ကိုလွှဲအပ်ထားခဲ့ပြီသူ့မေတော်ကိုလွှဲအပ်ထားခဲ့ပြီးတော့ပေးတတ်ကြီးတယ်လေးမြတန်လျက်ဆွဲပြီးမှသူဟိမောတာမှာတမင်ရှာပြီးတတ်စားနေတယ်တဲ့ဗျပိလိယခမင်းဘယ်မင်းတဲ့ဟိမန္တာတော်ထဲမှာတမင်ရှာပြီးတမင်ပဲပြစ်တတ်ဖုတ်ကင်ပြီးတော့စားနေဒီလိုနဲ့သူတိုးလိုက်ရင်နဲ့အခုနမိဂတမ္မရာမြင့်တိုင်သူလိုက်ရကဘာတိုင်လိုက်ချတာခုနသုဝနာတာမရေချိုးရေခတ်ဆင်းနေစိတ်ကန်းကိုရောက်တော့သူတမင်ချေရာတွေတွေ့ဟာဒီနေရာတမင်ရေတောက်ဆင်းတာဖြစ်ရမယ်တော်ကြီးမြတ်မဲထဲမှာလူရှိလိမ့်မယ်လို့တော့သူကမထင်ဘူးတမင်ချေရာတွေတွေ့တယ်ဧကံဘုရားဒီတမင်လာမှာပဲဆိုပြီးတော့ခတ်လန်းလေးတစ်ခက်တွေကိုတင်းနှန်းထိုးပြီးတော့စောင့်နေတာမြားနဲ့လေးနဲ့စောင့်နေတာလာပါလေရောသူ့နာတာမကမိခင်ဖခင်တို့အတွက်ရေခတ်ဖို့ဆိုပြီးမှအဲ့မှာသာသမင်နှစ်ကောင်ကိုကပ်ပြီးတော့ကြောပေါ်ကိုရေအိုးလေးတင်ပြီးဘေးကနေသမင်နေနဲ့လူချင်းချင်းမိတ်ဆွေလိုပဲသမင်တွေကလည်းမကြောက်ဘူးမလန့်ဘူးသူ့ကိုချစ်ကြတယ်ကူညီကြတာရေခတ်ဆင်းလာတာဘယ်တကြီးဘာလို့ဆင်းလာပါလဲဟောချောင်းကြည့်နေတာပိလိယခမင်းဟာဘယ်နဲ့လူမရောက်နိုင်တဲ့တောကြီးမြက်မဲထဲမှာလူလောနတ်လောနဂါပင်လောအသားရည်လည်းရွှေလို့ဝါဝင်းနေတော့လူတော့မဟုတ်နိုင်ဘူးထင်တယ်ငါတော့တေချာသိအောင်လုပ်မှဖြစ်မယ်တဲ့မြားနဲ့ပြစ်ပြီးတော့တေချာအောင်မေးမှပဲတဲ့မတေချာပဲနဲ့ဆိုရင်လူဆိုရင်နတ်ဆိုလို့ရှိရင်လည်းကောင်းကင်ပြန်သွားမယ်ငကားဆိုရင်မြေရှို့သွားမယ်ဆိုပြီးမှပေးတဲ့ကြီးအစိတ်လူးထားတဲ့မြားနဲ့ပြစ်ထဲတာဟိုကရေအိုးလေးကိုရေဖြည့်ပြီးတော့မှပခုံးပေါ်တင်ပြီးမတဲ့အမမှာကွက်တိချိန်ပြီးပြစ်ထဲတာမြားကညာဘက်နံပါးကနေဖောက်ပြီးတော့ဘယ်ဘက်နံပါးရောက်သွားတယ်ညာဘက်ကနေပြစ်ထဲတယ်ဘယ်ဘက်နံပါးမြားထွက်သွားတယ်သွေးပွက်အန်ထွက်တယ်မိဘလူကျွေးတယ်ဖရာအလောင်းသူတော်ကောင်းသဲတောင်ပြင်မှာလဲကြရှာသည်တတိထားလိုက်တယ်ပါဇာထဲသွေးတွေအန်ထွက်လာတယ်တတိရှိတော့ပေးသားကြီးတို့အိုးကိုဇက်ခနဲဆိုလွတ်မချဘူးအသာလေးတတိနဲ့အိုးကိုအသာချပြီးသဲတောင်ပြင်မှာအိုးဖင်တယ်ဖို့သဲလေးကိုရက်ပြီးမှအဲ့ဒီအိုးကိုအသာရာချပြီးမှမိခင်ဖခင်လေးရှိရာရက်ကိုလက်အုပ်ချီမို့ရှိခိုးပြီးတော့ဦးကောင်းထား၍သဲတောင်ပြင်မှာ
လဲရှာပြီသွေးတွေပွက်ပွက်ထွက်တယ်သွေးအိုင်ထဲမှာသူလာခဲ့တဲ့မိခင်ဖခင်တွေရှိတဲ့တောအုပ်စီသွားတဲ့လမ်းတယောက်သွားလမ်းလေးဘက်ကိုခေါင်းပြုတ်ပေးမှလေလက်ရနန်တောင်းနဲ့စောက်ပြီးတော့မှသွေးအိုင်ထဲမှာလဲရှာပြီဘသူပါလဲအဲ့ဒီပါသူစဉ်းစားတယ်ဩဒီတော်ကြီးတွေမှာငယ်စဉ်ကတည်းကသာသမင်းတွေနဲ့အဖော်ပြုတ်ပြီးတော့ကြီးပြင်းလာခဲ့တာငါယံသူလည်းမရှိပါငါအမေအဖေတွေရဲ့ယံသူလည်းဟောဒီတော်ကြီးတွေမှာမရှိပါလို့ဆိုပြီးတော့သူတယောက်ယောက်ပြစ်လိုက်တာဖြစ်မဲ့ဆိုပြီးမှအတန်ပြုတ်တာပမတ္တံမေတ္တာဘာဝနာပွားများဖို့မေလျော့ပြီးတော့တတိပေါသည်ဖြစ်၍ဥဒ္ဒဟာရိယံရေခတ်လာသောမင်္ဂကိုကောဘသူသည်ဥတုနာများဖြင့်ဝိဇိနုပြစ်ခတ်လေပြီတနီငါကိုဘသူကများနဲ့ပြစ်တာလေလဲဘောအချင်းတွန်တင်သည်ခတ္တိယောနုမင်းလေလောပြမနောပုံနာလေလောဝတ္တောကုံတယ်ပင်လောကောဘသူသည်မင်္ဂကိုဝိတ္တများနဲ့ပြည့်ခွင်းပြီးတော့နိလီယတိပုံကွယ်နေပြီတည်းဟောဒီတော်ထဲမှာကျွန်ုပ်ရဲ့ယံသူမရှိပါကျွန်ုပ်ကမုန်းတဲ့သူလည်းမရှိပါကျွန်ုပ်ကိုမုန်းတဲ့သူလည်းမရှိပါကျွန်ုပ်ရဲ့မြင်းမိုးမေမေမြင်းမိုးဖေဖေတို့ရဲ့ယံသူတွေလည်းမရှိပါဒီလိုဖြစ်ရတဲ့မန်ကျွန်ုပ်ကိုကောဘသူသည်ဝိဒ္ဓများနဲ့ပြည့်ခွင့်ပြီးတော့နေလေယတိပုံအောင်နေလေပြီတည်းတမ္မာဩမိတ်ဆွေချိုးသာစွာနဲ့ပဲသူပြောတာမေကျွန်ုပ်ဤမန္တာနိအတာတို့သည်နာခေဇာနိစာလေမစားကောင်းကိုမန္တေနပိစံမေနပိကျွန်ုပ်ရဲ့အရေးဖြင့်လည်းအထောကျူးသည်နတ္တိမရှိပါရကားကျွန်ုပ်ရဲ့အတာဟာစားလည်းမစားကောင်းပါကျွန်ုပ်ရဲ့အရေးဖြင့်လည်းသင်အတွက်ဘာမှအကျိုးမရှိပါအတ္တတို့သူဖြစ်ပါလျက်ကနဲ့ကိနဝန္နိနအဘယ်ကြောင့်ကြောင့်မှကျွန်ုပ်ကိုဝိဇေယံပြည့်တင်ပြည့်ထိုက်တယ်လို့အမညထအောင်မေမထင်ပေသနည်းအိုမိတ်ဆွေကျွန်ုပ်ရဲ့အသားဟာစားဖို့လည်းမသင့်ပါကျွန်ုပ်ရဲ့အရေးကလည်းသင်တွေဘာမှအသုံးမကျပါဒီလိုဖြစ်ရတဲ့ဘာကြောင့်ကျွန်ုပ်ကိုပြည့်တင်ပြည့်ထိုက်တယ်လို့ယူဆမိပါသနည်းတမ္မာဩမိတ်ဆွေတွင်တင်သည်ကောဘသူပါနိကတ္တဘသူဣပုတ္တောသာပါနိသင်ဘသူလဲသင်ဘသူရဲ့သာပါလဲကတ္တံဘေသုလျံတံသင်ကိုမယံငါတို့သည်ဝိဇာနေမှုတိယပါကုန်အနိပုထ္ထောအမိခံရသောသင်သည်မေငါအားအာစိတ်ခာဟိပြောပါကောဘသူသည်မင်္ဂကိုဝိတ္တမြားနဲ့ပြည့်ခွင်ပြီးတော့နိလီယတိပုံကွယ်နေရတုံပိသနီဣစီစီပဲမေးတာသင်ဘသူလဲမင်းလေလောဓမ္မမဟုတ်ရင်ပုံနာလေလောဓမ္မမဟုတ်ရင်ကုံတယ်ပင်လောသင်နဲ့ကျွန်ုပ်နဲ့ဘာယံညိုးမှမရှိပါကျွန်ုပ်ရဲ့အသားဟာစားလဲမစားကောင်းပါလူသားစားလို့ရရဲ့လားကျွန်ုပ်ရဲ့အရေးနဲ့လည်းသင်တွေပါမှအကျိုးမရှိပါဒီလိုဖြစ်ရတဲ့ကျွန်ုပ်ကိုလေးမြန်းနဲ့ပြည့်ခွင်းပြီးတော့ပုံကွယ်နေတာဘသူလဲလို့အေးလေးတန်နဲ့မေးလိုက်တော့ဩသာသာကျူတဲ့ပီလိယခမင်းရဲ့နှလုံးသားကိုစကားများတွေထိမှန်ပြီးပါများတဲ့ဟာကြည်စမ်းငါကသူ့ကိုလူလောနလောနဂါလောတိအောင်စုံစမ်းမယ်ရလို့များနဲ့ပြစ်ခွင်းလိုက်သည်ဒီလိုဖြစ်ရတဲ့ငါကို
ကျိန်လည်းမကျိန်မောင်းမစိတ်လည်းမဆိုးပါကြည်စံငါ့ကိုဆဲလည်းမဆဲဘူးရေရွတ်ကျိန်မောင်းခြင်းလည်းမပြူဘူးနူးညံအေးချမ်းတဲ့အတန်နဲ့ငါကိုမေးနေပြီငါအနာသွားပြီးတော့စကားပြောမှဖြစ်တော့မယ်ဆိုပြီးတစ်ခက်တဲနံပုံးကွယ်နေရာကနေပြီးတော့မှသွေးအိုင်နဲ့လဲနေတဲ့သူ့နာတာမအနီးကိုချင်းကပ်လာပြီးတော့မှဘောမနဝအိုလူလင်အဟံကျွန်းတို့တိကာတိနံကာတိကရတိုင်းသူပြည်သားလူများတို့ဤရာဇမင်းသည်ဟောသည်ဖြစ်ပါ၏ပိလိယခောတိပိလိယခယလမံကျွန်းတို့ကိုဝိတုလူတွေသိကြပါ၏ကျွန်ုပ်ကပိလိယခမင်းဗာမင်းတဲ့ဗာရဏသီပြည်သူပြည်သားတွေကကျွန်ုပ်ကိုပိလိယခလို့သိကြပါတယ်လောဘသမင်သားကိုစားခြင်းနဲ့လောဘကြီးတဲ့အတွက်ကြောင့်ရထန်တိုင်းပြည်ကိုဟန္တဝါနပဟန္တဝါနဆွန့်ပယ်ထားခဲ့ပြီးတော့မှမိကန်သားသမင်ကိုဧတံတော်ရှာမိသည်ဖြစ်၍ဟန်ကျွန်ုပ်သည်စရာမိဟောရီတော်ရဲမှာလှည့်လည်နေတာပါကျွန်ုပ်ကသမင်သားကိုစားခြင်းလွန်းတဲ့လောဘကြောင့်တိုင်းပြည်ကိုစွန့်ပြီးတော့သမင်ရှာရင်နဲ့လှည့်လည်နေသည်ဘာရှာရင်နဲ့လှည့်နေတယ်တဲ့ကျွန်ုပ်ကလေအတ္တမှလည်းသိပ်ပြီးတော့ကျွမ်းကျင်တယ်ကြမ်းတမ်းနဲ့မာကြောတဲ့လေးကိုတင်းနိုင်ချနိုင်တဲ့မင်းလို့လေကျွန်ုပ်ကိုလူသိများကြပါတယ်တွန်ပနသင်္ဃာကောဘသူလဲကတ္တဘသူဤပုတ္တောသာဖြစ်ပါသနည်းသင်္ဃာကောဘသူတော့တဲ့မင်းကလည်းပြန်ပြီးတော့မေးတာချိုးချိုးသားသားစကားပြောတော့ပိဿကြီးတို့ရေကျင်နာစိတ်ကလေးဖြစ်လာသည်ရှင်ဘရင်ရဲ့စိတ်ထဲမှာဘာဖြစ်လာတယ်အဲ့ဒီမှာတို့နာတာမကလည်းပဲတင့်အဖေကဘသူတော့လို့ပြန်ပြီးတော့မေးတဲ့အခါကျတော့ကျွန်ုပ်ရဲ့မြင်းမိုးမေမေမြင်းမို့ဖေဖေတို့ကကျွန်ုပ်ကိုရွှေအစင်းရှိလို့သူဝနာတာမလို့ခေါ်ကြပါသည်ဘယ်လိုခေါ်ကြတယ်ဩမြတ်သောမင်းကြီးတစ်ကိုပြစ်ကြခတ်ကြတတ်ကြဖြတ်ကြတယ်ဆိုတာအရေးကိုလိုချင်လို့တတ်ကြတာတစ်ကိုတစ်နဲ့ရေလိုချင်လို့တတ်ကြတာမဟုတ်လားဆင်းတွေကိုတတ်ကြတာကဘာကိုလိုချင်လို့လဲအစွဲကိုလိုချင်လို့ပြစ်ကြခတ်ကြတတ်ကြတာပါတောသင်မင်းကြီးသည်ကေနဝန္နေနအဘယ်ကြောင့်ကြောင့်မှကျွန်ုပ်ကိုဝိဒမြားနဲ့ပြစ်ခွင်းပြီးတော့နေလေရသည်ပုံအောင်နေရပါတုံပြီးတဲ့ဤသင်နဲ့ကျွန်ုပ်နဲ့ရန်ညိုးလည်းမရှိပါဘာကိုလို့ရှိလို့ကျွန်ုပ်ကိုပြစ်တာလေဒီလိုမေးတော့ပထမတော့သူရှောင်လွဲပြီးတော့ညာပြောတယ်ဘယင်တွေကလည်းညာတာပဲပိလိယခမင်းဘယ်မင်းပါလဲဒီလိုပါတဲ့ကျွန်ုပ်ကသမင်သားစားကျူးလို့တိုင်းပြည်တော်စွန့်ပြီးတော့ထွက်လာပြစ်တာတော့သမင်ကိုပြစ်တာပါတဲ့ကျွန်ုပ်မြားကြတဲ့နေရာမှာရှိတဲ့တိုင်ပင်ကတင့်ရဲ့အနေမှာဆိုတော့တင့်ကိုလန့်ပြီးတော့ကျွန်ုပ်မြားချက်မထိအောင်လွဲသွားတယ်တဲ့အဲ့ဒါတင့်ကြောင့်သမင်ကလန့်သွားတာပဲကျွန်ုပ်ကဒေါသထွက်ပြီးတော့ပြစ်မိတာပါတဲ့စကားကိုရှောင်လွှဲပြီးတော့ညာပြောတာဘယ်မင်းတို့ညာပြောတာဘယ်တော့အမှန်ပထမအဲ့လိုညာပြောတော့သူ့နာတာမဘာပြောလဲဆိုတော့မြတ်သောမင်းကြီးဟောဒီကျေဝန်းနဲ့တော်နဲ့ကြည်တယ်မှာမြင်းမိုးမေမေရဲ့ပြီးတော့မြင်းမိုးဖေဖေရဲ့ပြီးတော့ကျွန်ုပ်ရဲ့ဟောဒီသားသမင်တွေနဲ့ကြည်ပြင်းခဲ့ပါတယ်မေမေဖေဖေတို့တ
တစ်တိရှာသွားချိန်မှာအင်မတန်လူကိုကြောက်တတ်တဲ့ကိန်းဒီကိန်းနေရာတွေကျွန်ုပ်ကိုချော့မြူကြသည်ကျွန်ုပ်ကိုပြူစုကြသည်စောင့်ရှောက်ကြသည်အင်မတန်ကြောက်တတ်တဲ့ဂိဏီဂိဏယာရီတောင်းမှကျွန်ုပ်ကိုမလန့်ကြပါဟောဒီငယ်စဉ်ကလေးကကစားဘောကစားပဲပဲသားသမင်္ဂမှကျွန်ုပ်ကိုမကြောက်ရွံ့ကြပါသင်ညာပြောတယ်လို့တဲ့ကြီးမပြောဘူးအဲ့ကြတော့မှငါညာပြောလို့မဖြစ်ဘူးတဲ့မြားနဲ့ပြစ်ပြီးတတ်တာကတပြည့်မြားနဲ့ပြစ်ပြီးတတ်တာကတပြည့်လိမ့်ညာပြောတာကတပြည့်ငါပြစ်တွေများရင်တော့ငရဲပဲကြတော့မှပဲတဲ့ဆိုပြီးတော့မှတွန်းလည်းစဉ်းစားတယ်သူရေခတ်လာတယ်ဆိုဒီတောကြီးထဲမှာသူတယောက်တည်းနေတာတော့မဖြစ်နိုင်ဘူးတဲ့မဖြစ်နိုင်ဘူးတဲ့အိုးလွတ်လင်သို့နာတာမာတဲ့တင်းဒီတောကြီးမြက်မဲတဲ့မှာဘသူတွေနဲ့နေတာလဲတင်းကိုဘသူတွေကဟောဒီရေခတ်လွတ်လိုက်တာလဲတင်းဘသူတို့အတွက်ရေခတ်လာတာလဲလို့မေးလိုက်တော့မှသွေးအိုင်ထဲမှာလဲပြီးတော့ခရွင်းကနေသွေးတွေခဏခဏထွေးထုတ်ရင်းနဲ့မြင်းမိုမေမေမြင်းမိုဖေဖေတော့အုပ်ထဲကကြောင်းသင်္ကန်းထဲမှာကြံရစ်ခဲ့တဲ့မျက်မမြင်မိဘနှစ်ပါးတို့ကိုမြင်ရောက်လာသည်မဟာရာဇမြတ်သောမင်းကြီးမေရှံကျွန်ုပ်ဤမာတာပိတံမြင့်မှုမိမေမြင့်မှုဖေဖေတို့သည်အန္တာမျက်စိနှကွင်အလင်းမရကြပါကိုအဟံကျွန်ုပ်သည်ပြဟဝနေဟောဒီကျေဝန္နဟိမွန်တာတောဤရေမတိထုမျက်မမြင်မိအိုဖအိုတွေကိုဗရာမိပြုစုလုံကျွေး၍နေပါဤမြတ်သောမင်းကြီးခုဆိုရင်ကျွန်ုပ်ရဲ့မိအိုဖအိုရီမိခင်ဖခင်မျက်မမြင်တဲ့အတွက်ကျွန်ုပ်ရှာထားတဲ့တတိက6ရက်စာသာရှိပါသည်ဘယ်နှရက်စာပဲရှိတော့တယ်ကျွန်ုပ်ရဲ့မျက်မမြင်မြင်မှုမေမေမြင်မှုဖေဖေတို့သည်ဟောဒီတောက်ရည်သုံးရည်မရရင်လဲပြတ်ပြီးတော့မှငတ်ပြီးအတ္တိဒုက္ခရောက်ရှာကြတော့မယ်တဲ့ပြီးတော့ကျွန်ုပ်ရောက်ချိန်တန်လို့ပြန်မရောက်ခဲ့ရင်ຫນွေရန်ကလေးတွေနဲ့ဩကျင်ငယ်ကျင်ကြီးဆုံးဖို့နေရပင်ကျွန်ုပ်ကຫນွေကြိုးတွေနဲ့တွေ့တန်းပေးမှသွားတတ်တယ်မိခင်ဖခင်မျက်မမြင်ကျေးဇူးရှင်ကြီးတွေတောင်းဆန်းဆန်းမြောက်ဆန်းဆန်းနဲ့တာပြောက်ကိုရှာရင်နဲ့ဒုက္ခရောက်ရှာကြတော့မယ်လို့အဲ့ဒီမျက်မမြင်မိခင်ဖခင်တွေအတွက်ကျွန်ုပ်ဟောဒီကိုရေခတ်ဆင်းလာခဲ့သည်ဘာလို့လာခဲ့တာတဲ့မြတ်သောမင်းကြီးတစ်ကိုပြစ်ကြခတ်ကြတတ်ကြတာဟာအရေးကိုလို့တတ်ကြတာပါရှင်တွေကိုတတ်ကြဖြတ်ကြတာအစွဲကိုလိုချင်လို့တတ်ကြတာတွန်သင်မင်းကြီးသည်ကေနအဘယ်ဖြင့်အထောအလိုရှိသည်ဖြစ်၍မှန်ကျွန်ုပ်ကိုဝိစေရန်ပြစ်တင်ပြစ်ထိုက်တယ်လို့မင်းညသည်အောင်မေမထင်ပေသည်နီကျွန်ုပ်မရှိရင်ကျွန်ုပ်ရဲ့မြင်မိုးမေမေမြင်မိုးဖေဖေဒုက္ခရောက်ရှာကြတော့မယ်လို့ကျွန်ုပ်အခုသင်မင်းကြီးရှုပါကြည့်ပါကျွန်ုပ်သွေးအိုင်ထဲမှာလဲနေပါတယ်သင်ရဲ့မြားတန်ကြောင့်ကျွန်ုပ်ရဲ့နှုတ်ကနေသွေးတွေပွဲပွဲအန်ထွက်နေပါသည်သို့သောကျွန်ုပ်မစင်းရဲလှပါအဲ့ဒီမျက်စိမမြင်ရရှာတဲ့မြင်မို့မေမေမြင်မို့ဖေဖေတို့ကိုမမြင်ရတာကသင်ရဲ့မြားတန်တဲ့ပင်မစင်းရဲလှပါပြီလို့အဲ့မှာပြောပြတော့တနာသွားတယ်ပိလိယခမင်းရဲ့နှလုံးသားထဲမှာကရုဏာဖြစ်ပေါ်သည်ဘာဖြစ်လာပါလိမ့်
ကောင်းသောအမြင်ရှိတဲ့တာမအိုသူဝနာတာမဘာလံပြင်းထန်စွာမှာပရိဒေဝတိမငိုပါနဲ့အဟံကျုလုတ်တိပြဟဝနေဟောရီကြီးကျယ်တဲ့တော်ကြီးတဲ့မှာတေတို့မျက်စိမမြင်ရတဲ့သင်ရဲ့မြင်မို့မေမေမြင်မို့ဖေဖေတို့ကိုပရိသတာမိသင်ရဲ့ကိုယ်စားကျွန်ုပ်ပြုစုလှုပ်ကြွေးပါမည်သူ့ကိုငါကြည်နှံ့အောင်ပြန်ပြီးတော့မှအကျွေးဆက်ရမည်အကျွေးရှိရင်ဘာလို့ရလဲဆက်ရတယ်သူ့စိတ်ကိုတက်တာရအောင်ငါဖြည့်သိမ့်မှဖြစ်တော့မယ်တိုက်ပြီလဲငါပြန်လို့တော့ဘူးတဲ့စိတ်အေးအောင်ဆိုပြီးမှကျွန်ုပ်တင့်ကိုယ်စားတင့်ရဲ့မိဘနှစ်ပါးကိုအသက်ထက်ဆုံးပြုစုစောင့်ရှောက်ပါမယ်မာပရိဒေဝတိမငိုကြွေးပါနဲ့လို့နှစ်သိမ့်ပါလေတဖြည်းဖြည်းနဲ့အစိတ်လူးထားတယ်မြတ်ဆိုတော့အစိတ်တွေကလည်းတက်ပြီးမှမျက်စိတွေကဝေဝါလာပြီတင့်မိခင်ဖခင်မျက်မမြင်ကျေးဇူးရှင်တွေကိုကျွန်ုပ်ကိုယ်စားသက်ထက်ဆုံးပြုစုပါမည်ဘယ်မှာနေကြသလဲဘယ်တော့အုပ်မှာလဲတင့်မိခင်ဖခင်နေနေတဲ့ကျောင်းသင်္ကန်းကဘယ်စီမှာလဲလို့ဆိုတော့အတ္တိမှာမြတ်တော်မင်းကြီးတဲ့သင်မင်းကြီးအားကျေးဇူးတင်လို့ကျွန်ုပ်ရှိခိုးပါ၏လက်အုပ်ချီပါ၏အခုကျွန်ုပ်ခေါင်းပြူထားတဲ့ခေါင်းရဲ့အထက်မှာတယောက်သွားလမ်းကလေးရှိပါသည်အဲ့ဒီတယောက်သွားလမ်းကလေးတိုင်းမဲ့တဲ့လိုက်သွားရင်တောအုပ်တစ်ခုထဲမှာမြင်းမို့မေမေပြီးတော့မြင်းမို့ဖေဖေတို့နေထိုင်ရာကျောင်းသင်္ကန်းကိုတွေ့ပါမည်ပြုစုလှုပ်ကြွေးမဲ့ဆိုလို့ကျေးဇူးလည်းတင်ပါ၏ရှေလဲခိုးပါ၏ကျွန်ုပ်မသေးခင်မှာလိုက်ခြင်းသည်မြင်းမို့မေမေမြင်းမို့ဖေဖေတို့ရဲ့မြင်းမို့တောင်မကကြီးမားလာတဲ့အနန္တဂုံအင်းကျေးဇူးရှင်တို့ကိုနောက်ဆုံးကျွန်ုပ်ရှိခိုးလိုက်တယ်လို့ပြောပြတော်မူလို့ဆိုပြီးမှတတိလစ်ပြီးမှမေ့မျောသွားတယ်သူနာတာမဘာဖြစ်သွားတော့တတိလစ်ပြီးတော့မေ့သွားအဲ့ဒီမှာမြားနဲ့ပြက်မိတဲ့ပေလီယခမင်းငါမှားပြီမိဘလှုပ်ကြွေးတဲ့သူတော်ကောင်းကိုငါတတ်မိပြီလို့ဆိုပြီးမှသူလည်းပဲတောကြီးပြက်ပဲတဲ့ပါအော်ကြီးဟစ်ကျဲငိုတော့တာပါအဲ့ဒီချိန်မှာဘဟုတုံတရီဆိုတဲ့နတ်သမီးဟာဂန္ဓမာဒနာတောင်မှာနေတာအဲ့ဒီနတ်သမီးကသူ့နာတာမရဲ့အရင်9ဘဝမြောက်တုန်းကမိခင်တော်ခဲ့တယ်အမြဲတမ်းသူကြည့်ရှုစောင့်ရှောက်ပြီးတော့နေတာစာကပြောတာတော့ဒီနေ့ကသူနတ်စည်းဝေးသမင်တက်နေတဲ့အခါမကြည့်ရှုမစောင့်ရှောက်မိတယ်အဲ့မှာမြားပြစ်ခံရတယ်ဆိုတယ်ငါသားတော်ဗာများဖြစ်နေပါလဲလို့ကြည့်လိုက်တော့တတိလေမေမျောနေရှာပြီသူဝနာတာမသွေးအိုင်ထဲမှာဘာဖြစ်နေတတိလစ်ပြီးတော့လဲနေဩငါသားတော်ငါဘယ်လိုကူညီရမလဲပေလိယခမင်းကြီးလည်းပဲနှလုံးသားမှာနောင်တမိတွေလောင်မြိုက်လို့ငိုကြွေးနေရှာပြီသူ့ရဲ့မိခင်ဖခင်တွေလည်းအတိဒုက္ခရောက်ရှာတော့မည်ငါသားတော်သိလို့မဖြစ်ဘူးတဲ့ဆိုအဲ့မှာရောက်လာပြီးတော့မှပေလိယခမင်းကိုသင်ဟာမြားတစ်ချောင်းနဲ့3လောင်းပြိုင်သေးအောင်တတ်တယ်သူမြားတစ်ချောင်းနဲ့3လောင်းပြိုင်သေးအောင်တတ်တယ်သူဖြစ်တော့မယ်ဘုသုန္ဒရိနတ်တရိယသူရောက်သွားရင်ပေလိယခမင်းကမိဘနှစ်ပါးမျက်မမြင်တွေကိုတားစီခေါ်လာမယ်ခေါ်လာလို့ရှိရင်မိဘနှစ်ပါးတစ္ဆာပြုတ်မယ်သူလည်းတစ္ဆာပြုတ်မယ်ဒီလိုဆိုရင်
တို့နာတာမလည်းပဲတစ္ဆာစွမ်းကြောင့်အစိတ်တည်ပြေသွားမယ်မျက်မမြင်ဒုက္ခလာနဲ့ပါရိကတော့လည်းမျက်စိပြန်ပြီးတော့မြင်လာမယ်တို့နာတာမကအဲ့ဒီပိလိယခမင်းနောင်တရနေတဲ့အချိန်မှာတရားဟောပြပြီးတော့သူလည်းတရားတစ်ဖြင့်မင်းပြုပြီးတော့ဒါနကောင်းမှုသီလကောင်းမှုတွေနေပြီးသေရနတ်ပြည်ရောက်ဖို့ကောင်းကျိုးတွေမြင်လို့လာရောက်ပြီးတော့ကိုညီကဲတင်တယ်သူတော်ကောင်းကိုပါမတယ်ဩခုတော့နတ်ကောင်းတွေကပဲမရှိတော့တာလားသူတော်ကောင်းကပဲရှားသွားသလားတောင်မျိုးကနတ်တွေကပဲမကောင်းတာလားမကိုမမတော့မှန်ရလားမလားခင်ဗျားတို့မသလားချသလားသိပါဘူးမသလားချသလားတော့မသိကျုပ်ကစာဖိုင်းနဲ့စဉ်းစားနေဩသူတော်ကောင်းနတ်ကောင်းမှဆိုတဲ့စကားရှိတယ်လို့အခုဒီမှာလဲတကယ်သူတော်ကောင်းတွေဆိုတော့နတ်ကောင်းတွေကမနေဘူးမကြတယ်လို့တို့မြန်မာပြည်တော့နတ်ကောင်းတွေကပဲမရှိတော့တာလားသူတော်ကောင်းကပဲရှားပါသွားတာလားဩနှစ်ခုလုံးများလားလို့တွေးမိတာပါဘေးသက်ကြီးတို့သူတော်ကောင်းကိုနတ်ကောင်းပါတယ်အဲ့ဒါပိလိယကမင်းကတူတူပြောကြရင်တော့ဘေးသက်ကြီးတို့ရေအဲ့ဒီဒုက္ခလာပါရိကမျက်မြင်တို့ထံတို့နတ်တာမရဲ့ခေါင်းရင်းကသူကလဲတော့ကြတဲ့အတိုင်းအမေဖေတွေရှိရပဲခေါင်းပြုတ်ပြီးတော့လှဲလိုက်တာအဲ့ဒီလိုင်းလေးတိုင်တွားပြီးတော့ဟိုရောက်တော့သူခြေတော့နင်းတန်ဒုက္ခလာရဲ့သင်္ကန်းကျောင်းနာအရင်ရောက်သွားတော့ဒီခြေတံကိုနားထောင်တော့ခြေတံကပြင်းနေတာဟုတ်ဗျဘရင်ခြေတံကဘာဖြစ်နေတာတော့ခပ်ပြင်းပြင်းဖြစ်နေတော့ဒုက္ခလာကသူသားခြေတံမှုတ်မှန်သိတယ်ဧသဧသောပတ္တတတောဟောဒီခြေတံဟာသမ္မတ္တငါသားသူဝနာသမယနာပရတတောခြေတံမဟုတ်ဘူးတငါသားရဲ့ခြေတံမဟုတ်ဘူးဘောအချင်းတာမောငါသားဖြစ်တဲ့သူဝနာသမသည်တန်တန်ငြိမ်သက်စွာဝေဇတိသွားတတ်တယ်ငါသားလမ်းသွားရင်ငြိမ်ငြိမ်သက်သက်အေးအေးဆေးဆေးဖြည်းဖြည်းငြိမ်ငြိမ်သွားတတ်တယ်တန်တန်ဖြည်းဖြည်းအေးအေးပဲပရာဏိခြေတို့ကိုပတ္တိချဤငါသားခြေကိုချတဲ့အခါမှာဒီလောက်မပြင်းဘူးဒွန်တင်သည်ကောဘသူပါနီကျွန်ုပ်သားရဲ့ခြေတံမဟုတ်ပါဒါဘသူလဲဆိုတော့အပြစ်နဲ့လာတဲ့မင်းဆိုတော့တုံငနဲ့ရသွားတယ်ဘယ်လိုပြောရင်ကောင်းမလဲစကားရှာနေသည်အပြစ်နဲ့လာတဲ့မင်းကြီးပါရှာနေပါလေခင်ဗျားတို့သားကျုပ်တတ်ခဲ့ပြီဆိုလို့ရှိရင်သူငါ့ကိုစိတ်ဆိုးမယ်ဒီလင်မယားနှစ်ယောက်ငါ့ကိုဒေါသထွက်မယ်ဒေါသထွက်ရင်ငါလည်းဘယင်ဆိုတော့ဘယင်မှန်လေးနဲ့သူတို့ကိုနှိပ်စက်မိမယ်နှိပ်စက်ညှဉ်းပန်းမိရင်ငါမှနောက်ထပ်အကုသိုလ်တွေပွားတော့မယ်ငါဘလို့မိတ်ဆက်ရရင်ကောင်းလေမလဲဆိုပြီးမှအဟံကျွန်တို့ဒီကာတိနံကာတိကရတိုင်းသူပြည်သားတို့ဤရာဇမင်းသည်ဟောသည်ဖြစ်ပါ၏ပိလိယခောတိပိလိယခလောမံကျွန်ုပ်ကိုဝိတုသိကြပါကုန်၏ပိလိယခမင်းဆိုသူကိုယ်သူဘယင်ဖြစ်နေမိတ်ဆက်ပါတယ်မိတ်ဆက်တော့ဒုက္ခလာအဲ့မှာသားရှာထားတဲ့တစ်သီးမျိုးစုံချပြီးတော့ကျွေးတယ်ချိုရာမြင်ရာနှစ်သက်ရာတစ်သီးကိုသုံးဆောင်တော်မူပါမင်းကြီးဟောဒီသားလေးခတ်ထားတဲ့ဟောဒီမိဂသမ္မတမြစ်ကကြီးဟာကြည်လဲကြည်တယ်ချိုလဲချိုတယ်အေးလဲအေးပါတယ်တစ်သီးတွေတောက်ရည်အခန့်လို့ပေါ့အဲ့ဒီမှာဒီတစ်သီးတွေသားတွေသားရှာထားတယ်အခုဘယ်သွားတော့နဲ့ရေခတ်သွားတာပါတဲ့ပြောရတော်တော်ခက်နေတယ်မပြောလို့ကလည်းမပြေဘူးမတီးရင်မမီဘူးမို့လားမပြောရင်လည်းမပြေတော့ပေးတဲ့ကြီးအဲ့ဒီမှာသူ့သားကိုအစိတ်လူးများနဲ့ပြစ်ခဲ့တဲ့အကြောင်းကိုပြောလိုက်ပါတယ်
ပြောလိုက်တော့ဖခင်ပဲယင်ထဲမှာကြည်ကွဲရှာသည်ဒီအတန်ကိုမလန့်မကန်ပါရိကာကလည်းသူ့ကြောင်းတင်ကရှိရတယ်ကြားလိုက်တော့တင်တို့ရဲ့သားကိုကျွန်ုပ်စိန်လူများနဲ့ပြစ်လို့တည်ခဲ့ပြီလို့ဆိုတော့ပါရိကလည်းဒီဒုက္ခလာရဲ့ကြောင်းတင်ကကိုရောက်လာပြီးမေးမြန်းတော့တာအဲ့ဒီမှာဘယင်ကိုဒုက္ခလာအပြစ်မပြောဘူးပါရိကမိခင်ဆိုနှမျောတတလွန်းလို့ရန်တွေ့ရှာသည်တဲ့ယင်နဲ့ကြည်ကွဲစွာနဲ့အပြစ်တွေပြောတော့ဒုက္ခလာသုံးပါတယ်နမတော်တဲ့အကုသိုလ်အပြစ်ကိုမယူခြင်းပါနဲ့လို့သုံးပါတယ်ကိုယင်နဲ့ချစ်ရတဲ့သားအသေးနဲ့တူတဲ့သားနှလုံးသားနဲ့လူတဲ့သားကိုပြစ်ခတ်တပ်ဖြတ်ခဲ့တာကျမဘယ်လိုဒေါသမထွက်ဖဲနေနိုင်ပါရဲ့လေလို့ဆိုတော့အဲ့မှာအကုသိုလ်ဒီကောင်းကျိုးမပေးတဲ့အကြောင်းဩဆုံးပါတယ်ဗျာသူတော်ကောင်းများအပြစ်မမြင်တတ်ပါသူတော်ကောင်းတွေဟာသူတစ်ပါးကိုအပြစ်မမြင်ဘူးအဲ့မှာငိုကြတာလင်မယားနှစ်ယောက်စလုံးဒုကိုလာနဲ့ပါရိကာဟောဒီသားကလေးကမနဲ့လင်းလာရင်ကျွန်တို့ရဲ့ကြောင်းသင်္ကန်းကိုတပြည့်စီလဲပြီးတော့တန်ရှင်းရပြုလုပ်ပေးသည်မျက်နာတည်ရခတ်ပေးတယ်ဓဘူတွေပေးတယ်မနဲ့စာကျွေးတယ်ကျွန်တို့ရေချိုးခြင်းရောက်တဲ့အခါလိမ္မာလွန်းနဲ့သာမိဘကျေးဇူးတည်တယ်ဟောဒီသားကလေးကချိုးရခတ်ပေးတယ်တစ်သီးမပြတ်အောင်ရှာပေးတယ်ခုတော့ကျွန်ုပ်တို့အတိဒုက္ခရောက်ရပြီလို့ငိုးတော့အတ္တိမှာသူကလည်းပဲငါနှစ်သိမ့်မှဖြစ်တော့မယ်မငိုပါနဲ့မာသောစိတ်ဓမ္မစိုးရင်ညပါနဲ့မပရိတိဝိဓမ္မကိုကြွေးကြပါနဲ့ဟန်ကျွန်တို့သည်ပြာဟဝနေဟောဒီကျေဝန်းနဲ့တောနဲ့ကြည်ထဲမှာတုံမေသင်မျက်မမြင်မိခင်ဖခင်တို့ကိုပရိသမိသူဝနာသမရဲ့ကိုယ်စားပြုစုလှုပ်ကြွေးပါမည်ဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တို့သားကလေးရဲ့ချစ်ဖွယ်ကောင်းတဲ့မျက်နာကိုစမ်းသပ်ပြီးတော့နှုတ်ဆက်ခြင်းပါသည်သားရှိရာကျွန်တို့ခေါ်သွားပါဆိုတော့စိတ်ကျေနပ်အောင်ပထမတော့ခေါ်မသွားခြင်းလို့နှလုံးကွဲပြီးသေပါဆိုလို့ရှောင်လဲပြီးတော့ကြောက်စရာကောင်းတဲ့အန်ဒီများတယ်ရှောက်ပြောနေသေးတယ်ဇွတ်ပုတ်ခိုင်းနေတော့ကြိုးတန်းနဲ့ဆွဲခေါ်သွားဟိုရောက်တော့တို့နာတာမတတိလင့်သွေးတွေကလည်းပါဇက်ကလည်းအန်ထွက်လို့သွေးရိုင်နေလေအဲ့မှာဖခင်ဖြစ်တဲ့ဒုက္ခလာသာရဲ့ဥကောင်းကိုမချီလိုက်သည်ပေါင်းမဟုတ်တင်းလို့မိခင်ဖြစ်တဲ့ပါရိကာကသားရဲ့ခြေရင်ဘက်ကနေခြေတော်နှစ်ချောင်းကိုမကပေါင်းမောတင်လိုက်သည်ငိုလိုက်တာပိတ်သက်ကြီးနှမျောတတယူကျိုးမရလွန်းလို့ရင်ပတ်ကလေးတမျက်နာလေးပော့ပြီးအဖေဖြစ်တဲ့ဆိုတာငိုရင်းနဲ့ရင်ပတ်ကိုတတ်မိတဲ့ချိန်မှာကိုငွေ့ရှိနေသေးတာကိုသိတယ်ရလားအဲ့ဒီခါမှာဟာငါသားမတည်သေးပါငါသားလေးအစိမ့်မိပြီးအစိတ်တက်လို့တတိလက်နေတာသစ္စာပြုတ်မယ်ဆိုပြီးအဲ့မှာသစ္စာပြုတ်ကြတယ်ဘာပြုတ်ကြပါလိဒုက္ခလယသိကအရင်စပြီးတော့သစ္စာပြုတ်တယ်ကျွန်ုပ်ရဲ့သားသူဝနာတာမတိသူတော်ကောင်းတွေပြုတ်လို့လေရှိတဲ့ကုသိုလ်ကမ္မပရတရား10ပါးကိုအမြဲကျင့်တဲ့သားဣမံကံသောသစ္စာစကားကြောင့်ငါသားလေးမှတက်နေတဲ့အစိတ်လူများရဲ့စိတ်တွေပြည့်စေတည်းသစ္စာပြုတ်တာပေတကြီးတို့ဘာပြုတ်နေတယ်ဒုက္ခလာကကျွန်ုပ်ရဲ့သားဟာမြတ်သောအကျင့်ကိုကျင့်တဲ့သူဤစကားသည်မှန်ကန်ပါ၏ဤမှန်ကန်သောသစ္စာစကားကြောင့်သားမှတက်နေတဲ့မြားစိတ်တွေပြည့်စေတည်းကျွန်ုပ်ရဲ့သားဟာမှန်သောစကားသာပြောတတ်သူဘယ်လိုစကားပဲပြောတတ်သူ
မှန်တဲ့စကားကိုပဲဆိုတတ်တဲ့သားဤစကားသည်မှန်ကန်သောသစ္စာဖြစ်ပါ၏ဤမှန်ကန်သောသစ္စာစကားကြောင့်ကျွန်ုပ်ရဲ့သားမှတက်နေတဲ့မြားကအစိတ်တွေပြည့်စေတည်းလို့တခါကျွန်ုပ်ရဲ့သားသည်မိခင်ဖခင်တို့ကိုကျေးဇူးသိပြီးတော့ပြုစုလုပ်ကြွေးတဲ့သားလိမ္မာကလေးဖြစ်ပါ၏အမျိုးထဲမှာတက်ရွယ်တိတ်ခါခုံဝါကြီးသူတို့ကိုလည်းယူသေးတတ်တဲ့သားလိမ္မာလွန်တဲ့သားဘယ်လိုသားတယ်လဲခင်ဗျားတို့သားတွေရောဘယ်လိုသားတွေတော့ကြိုက်တက်လွန်တဲ့ကြာဟုတ်သလားခင်ဗျားတို့သမီးတွေဘယ်လိုသမီးတွေလောင်တလွန်တဲ့မီဟုတ်သလားဘာနဲ့ဝေးနေလို့ဒါကြောင့်မိဘတွေမှားလိုက်ပါမယ်ခင်ဗျားတို့သားသမီးတွေပတ်စံရှိတယ်ဆိုပြီးလိုချင်တာဝယ်ပေးလိုက်ယုံနဲ့တာ